ကျွန်တော်ဒီနေ့ဗီဒီယို Fanny ရဲ့ Fanny လေးကိုနဲ့ Fanny လေးကိုလည်းပြပါ Fanny လေးကိုလည်းဒီကျုံးနဲ့တော့ရှောင်းကြည့်လိုက်တာရှောင်းကြည့်နေတာမြင်ပါဟာโอเคစားလိုက်ကြတရားပြီနော်တော့မခုနကဗီဒီယိုချက်တယ်โอเคပါစားပါမယ်ဖိုတီဟုတ်ပါတယ်ကျွန်တော် Fanny ဆိုတဲ့ hero ကိုကျွန်တော်ပြောပြပါ Fanny ဆိုတဲ့ hero ဘာနဲ့မူဒီလဲဆိုတော့ကိုယ်လက်စူးစားတဲ့ဥစ္စာနဲ့လက်နဲ့ဥစ္စာမူဒီရှိပါတယ်အကြောင်းကိုခင်ဗျားတို့လည်းမူဒီလေးရှိအောင်လို့ပြတာလေးကျွန်တော်ပြတာလေးကျင်းတာဒီပါအားကြFanny ရဲ့နောက်ပြီးဒီမှာကျွန်တော်အားနဲ့ချက်တွေများရှိတယ်ဆိုတော့ဘာနဲ့ချက်အဲ့လိုတာဝါဆွဲလို့မရရင်ကောင်းမှာပဲတော့ဘာလဲဆိုတော့တာဝါတို့ဆွဲပြီးတော့ကျွန်တော်မချက်ဒါပေမဲ့ဟုတ်တယ်လို့လေးတော့ရှိတယ်ဟုတ်ပါတယ်အဲ့လိုတီးသွားတာတော့ကျွန်တော်မချက်ဘူးပေါ့Fanny ဟုတ်ပါပြီကျွန်တော်အေးကျင်းနေဟိုကျွန်တော်တော့များရကျွန်တော် Fanny ပရိုလေးလို့ခေါ်ရတယ်ဒီကကျိုးတော့အားပြင်းနေပါမူဒီကျွန်တော်မန်တန်ကိုကျွန်တော်မထမ်းအောင်ပေါ့နော်မန်တန်ကိုနေဆိုတာတော့ဟုတ်တယ်ပေါ့နော်ဟုတ်ပါတယ်အဲ့ဒါအဲ့ဒီတစ်ချက်ပါဟုတ်ပါတယ်ကျွန်တော်ကိုပြောလိုက်ပါဦးမယ်ဟုတ်ပါတယ်ကျွန်တော်